မန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာနားဘာလို့ရိုင်းလဲဟာတိန်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိန်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပဲအဲ့မှာတိတ်မှာကိုတော်တော့ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိတ်ကိုဒါဗုဒ္ဓမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းမှာနားဘာလို့ရိုင်းလဲဟာတိတ်ကိုတော့ဘာလူမျိုးလဲဘာလူမျိုးလဲလူမျိုးပြောလိုက်လူမျိုးပြောလိုက်လူမျိုးပြောလိုက်အဲ့မှာတိတ်မှာဒီမှာအင်းကြီးကုန်းကျောင်းကြီးပါအဲ့မှာဇေဒီလည်းအများကြီးပဲအဲ့မှာတိတ်မှာကိုတော်တော့ဆိုရင်အမဖက်နဲ့တော်မှာအဝေးရချွတ်ပါတယ်နော်တိတ်ကိုဒါဗုဒ္ဓဘာသာမှန်တိတ်ဆိုရင်သိရပါတယ်နော်တိတ်ဆိုရင်သိရပါတယ်ဖုန်းကြီးကိုလည်းလုံးပါတယ်တက္ကမနော်တော်တဲ့ဗီဒီယိုရိုက်ထားလို့ဗီဒီယိုတက်တဲ့ယူလိုက်လို့ဖုန်းအောင်ကွဲပါတယ်ဒီမှာဝင်နဲ့ပေါက်ပြပါမယ်ဝင်နဲ့ပေါက်ဒီမန္တလေးတိုင်းပြောက်ကွယ်မြို့နယ်အင်းကြီးကုန်းအဲ့တက္ကနဲ့တက္ကမဒီမှာဒီကဖောက်ပါတယ်ဒီကတော့ဖောက်ပါတယ်ဒီကတော့ဖောက်ပြီးတော့ဝင်ပါတယ်ဒီမှာဖက်နက်ပါကျန်နေတယ်ဒီမှာဖက်နက်ဟာတက္ကမရဲ့ဖက်နက်ဒီကဝင်လိုက်မှာသူတို့လာတာဒီဘက်ကတောရဲလာပါတယ်ဒီဘက်တောရဲနဲ့ဖြည်းဖြည်းချင်းဒီကနဲ့တက်ပါတယ်ဟုတ်ပါတယ်နော်ဟုတ်ပါတယ်ဒီကနဲ့တက်ပါဒီကတက်ပြီးတော့ဒီတော့လူတွေကြည်သေးတာထုံးကြီးတွေကကြည်သေးပါတယ်ကြည့်ပြီးမှတက္ကမဟိုးဘက်မှာကတ်နေပါတယ်တကားဒီဟာကိုဖောက်ပါတယ်ဖောက်ပြီးမှတရားဝင်ပြီးတော့နောက်တစ်ယောက်ကဝင်ပါတယ်ဒီမှာဖက်နက်ပါဒီမှာပါခုနတကားရဲ့တက္ကမရဲ့ဖုံးရုပ်လည်းလုံးပါတယ်နော်မန္တလေးတိုင်းပျော်ကွယ်မြို့နယ်အင်းကြီးကုန်းကျောင်းပါနော်ကိုတော်ဟိန္ဒူလူမျိုးပါဗုဒ္ဓဘာသာဟိန္ဒူလူမျိုးပါနော်ဒီမှာတိမ်ကြီးပါနော်တိမ်မှာကိုတော်ဒီတိမ်မှာပဲရဟန်းပေါင်တက်ထားတာပါနော်ဒီမှာဟိုမှာကိုတော်တောင်းဘာကြီးလုံးနေလဲမသိဘူးဟိုမှာမသွားသေးပါဘူးလိုက်ကိုလွင့်ပြီးပြနေတာပါမသွားသေးပါဘူးမသွားသေးပါဘူးနော်ဟုတ်ကဲ့ဒီเจ้าမှာဖုန်းကြီးနှစ်ပါတယ်အန်ဒီရဲ့เจ้าရပါတယ်အခုကိုတော်တို့ခဏလေးလိုက်ကိုချအောင်ပါမယ်ချပြီးတော့တက်ဆိုင်ရရဲကိုတပီးတော်တို့ခေါ်ရပါမယ်အားလုံးလေးစားပါတယ်ပြီးမှငါဥစ္စာကိုပြန်တင်ပေးပါမယ်